ယောက်ျားလေးတယောက်အတွင်းခံမောင်းပြီးကိုထုတ်အပေါ်မှာကွမ်းတီဖြန့်တင်တယ်ပြီးတော့စင်းနီရလေးနည်းနည်းဆက်ချတယ်အဲ့ဒါပြီးတော့မှအဲ့ဒီအတွင်းခံကိုသူဝက်တယ်ထိုင်ထာနည်းနည်းလုတ်ပြီးမနဲ့ကြည့်လိုက်တော့ဘာမှမပေါက်ဘူးဆိုတာတွေ့ရတယ်သူကိုစိတ်မမှန်သူလို့ထင်နေလားမဟုတ်ပါဘူးသူကသူမိမကိုအယမ်းချစ်တဲ့ခင်မွန်းကောင်းတယောက်ပါတနည်းမှာသူကသူမိမညှိပတ်နေတဲ့အဝတ်စုပ်လေးတစ်ခုကိုခိုးကြောင်ခိုးဝက်လာနေတာကိုတတိထားမိတယ်တိကျင်စိတ်နဲ့မေးကြည့်တော့ဒါကအရာဒီထွေးခံပြပါတယ်အဲ့ဒီအဝတ်စုပ်ဘလောက်တောင်ညှိပတ်နေလဲဆိုတာမြင်တော့သူ့မိမဒါကြောင့်နေမကောင်းဖြူမာကိုသူစိတ်ပူလာတယ်ဒါနဲ့သူကဆိုင်သွားပြီးသူ့မိမအတွက်အရာဒီထွေးခံပြဝယ်ပေးတယ်ဝယ်တာတောင်ခိုးကြောင်ခိုးဝက်ဝယ်ရပြီး55ရူပီတောင်ပေးရတယ်ပျော်ပျော်ရွှင်ရွှင်နဲ့သူ့မိမကိုအံ့တော်အောင်လုပ်ဖို့အိမ်ပြန်လာပြီးမဲ့သူ့မိမကအယမ်းဆေးကြည့်တယ်ဆိုပြီးပြန်သွားပေးဖို့ပြောတယ်ဘာလို့အဲ့လောက်ဆေးကြည့်ရတာလဲဆိုတာယောက်ျားလေးကနားမလည်ဘူးပတ်တစ်ခုကိုဆွဲဖျားလိုက်တော့အထဲမှာကွမ်းပဲတွေ့ရတယ်သူကိုယ်တိုင်လှုပ်လို့ရတယ်လို့သူတွေးတယ်ကွမ်းနဲ့အဝတ်ဆက်တွေဝယ်ပြီးမျက်နှာမှာစမ်းတတ်တယ်သူလှုပ်ထားတာကိုအရွက်တင်နဲ့ပတ်ပြီးအပေါ်ကနေပန်းတပွင့်တင်တယ်သူ့မိမကိုအံ့တော်အောင်လုပ်ဖို့အိမ်ကိုယူလာတယ်နောက်နေ့မှာသူ့မိမအဲ့ဒီညစ်ပတ်နေတဲ့အဝတ်ဆုပ်ကိုစိန်နေတော့ပဲဆိုတာမြင်ရတယ်သူကိုယ်တိုင်လှုပ်ထားတဲ့ပတ်ကပေါက်သွားတာလေသူ့မိမရှက်ကြွသွားပြီးမဲ့ယောက်ျားလေးကတော့အရှုံးမပေးခဲ့ဘူးသူ့ပတ်ကိုဆက်ပြီးတိုးတက်အောင်လုပ်တယ်ဒီတစ်ခါပလတ်စတစ်အလွှာထပ်ထည့်ပြီးမဲ့သူ့မိမကထပ်ဆန်းဖို့မြင်တယ်ဒါနဲ့သူကိုယ်တိုင်စမ်းတတ်တယ်ခါမှာစင်းနီထဲထားတဲ့အိတ်ကိုချီပတ်ကိုဝစ်ပြီးထိုင်ထားလှုပ်လိုက်တော့ဘာမှမပေါက်တာကိုတွေ့ရတယ်ဒါပေမဲ့အိမ်အပြန်လမ်းမှာစင်းနီတွေပေါက်ကုန်တယ်သူရှက်သွားပြီးမြစ်ထဲခွန်ချလိုက်တယ်စင်းနီတွေကရေထဲညီရဲကုန်တယ်ကမ်းနားကလူတွေကသူ့ကိုရဲကြတယ်သူ့မိသားစုကလည်းသူ့ကိုမျက်နှာပြက်စရာလို့မြင်တယ်သူ့မိမတောင်ခက်လန်းလန်းကနေနေတယ်ဒီလိုတွေထိနေပေမဲ့လည်းသူကပတ်ကိုပြည့်စုံအောင်လုပ်ဖို့ဇွဲမလျှော့ပဲဆက်ကြိုးစားနေခဲ့တယ်ဒါနဲ့သူကမှန်ကန်တဲ့ယာတီထွေးခံပြဘယ်လိုလုပ်ရမလဲဆိုတာလေ့လာဖို့ဆုံးဖြတ်ပြီးအိမ်ကနေထွက်ခွာလာခဲ့တယ်မကြခင်မှာပဲပတ်တေကိုတာမန်ကွမ်းနဲ့လှုပ်တာမဟုတ်ပဲဖိစိတ်ထားတဲ့ဖိုင်မာကွမ်းမြင်ကွမ်းနဲ့လှုပ်တာဆိုတာသူတွေ့ရှိလိုက်ရတယ်မှန်ကန်တဲ့လမ်းကြောင်းကိုတွေ့ပြီးတဲ့နောက်စက်ကလုံးတီဆောက်ဖို့ပိတ်ဆန်ချေဟုသူဆုံးဖြတ်ခဲ့တယ်အဲ့ဒါကိုတီထွေနေရင်းနဲ့သူအလုတ်ကြုံအလုတ်ဆောင်လေးလုပ်တယ်သုံးလာကြကြိုးစားပြီးနောက်သူပထမဆုံးအကြိမ်အောင်မြင်တဲ့ပတ်ကိုဖန်တီးနိုင်ခဲ့တယ်သူဆက်ကိုတီထွေမှုပြိုင်ပွဲတစ်ခုကိုယူသွားတယ်ပရိသတ်ဒီကိုယာတီထွေးခံပြထူးလုပ်တဲ့လုပ်ငန်းစဉ်ကိုသူတရုပ်ပြခဲ့တယ်သူကြောင့်စေးကြည့်တဲ့ယာတီထွေးခံပြတွေက2ရူပီနဲ့ပဲကြာတန်းတော့တာပေါ့သူပြိုင်ပွဲကိုအနိုင်ရခဲ့တယ်တယောက်ယောက်ကသူ့မူပိုင်းခွဲအတွက်တန်းချီရီပေးမယ်လို့ကမ်းလှမ်းပေးမယ်သူငင်းပယ်လိုက်တယ်သူရဲ့မူလရည်ရွယ်ချက်ကအမျိုးသမီးတွေပို့ပြီးထုံနိုင်အောင်ယာတီထွေးခံပြတွေကိုဈေးသက်သာအောင်လုပ်ဖို့ပဲလေသူယာတီထွေးခံပြဆက်ယုံဖွင့်ပြီးအမျိုးသမီးတွေအတွက်အလွတ်အကိုက်အခွင့်အလမ်းတွေပေးခဲ့တယ်သူသာအိန္ဒိယအမျိုးသမီးတွေရဲ့ကံကြမ္မာကိုပြောင်းလဲပေးခဲ့တာပါဒါကတကယ်ထိခဲ့တဲ့ဇလန်းမှန်တစ်ခုပါအဲ့ဒီလူကတော့အရူနာချလာမော်ဒဂန်ပါ